တစ်ဆိုတဲ့အမေရိကန်ကရှိနေတဲ့အခါမှာဒီဥရောပနိုင်ငံရေးသမားတွေဒီမိုကရေစီနိုင်ငံရေးသမားတွေအမေရိကန်ကိုလည်းမကန်ရဲဘူးဘာလို့မကန်ရဲလဲဆိုအမေရိကန်ကလည်းမကန်ရအောင်သူ့ကိုစပြီးဘာနဲ့လှုပ်ထားလဲကုန်သွယ်ရေးစစ်ပွဲလှုပ်ထားပြီးချိုးထားလိုက်ပြီအမေရိကန်ရဲ့လှုပ်ဆောင်မှုကိုခင်ဗျာအာရက်တွေပဲခံနေရတာမဟုတ်ဘူးဒီမိုကရေစီနိုင်ငံတွေပါခံနေရတာအားလုံးမင်္ဂလာပါကျွန်တော် ATI channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် ATI channel ရဆိုလို့ရှိရင်နေ့စနေတိုင်းမျိုးတော်လိုင်းနဲ့ပတ်သက်တဲ့သတင်းတူသတင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာပါလို့အမေရိကန်အစိုးရကတက်လာတာနဲ့ဒီမိုကရေစီနိုင်ငံတွေကိုအရင်ချိုးပလိုက်တာသူ့ကိုပြန်မကန်ရဲအောင်အဲ့တော့ဒီမိုကရေစီနိုင်ငံတွေကအဓိကတော့အင်္ဂလိပ်ပဲအင်္ဂလိပ်ကကဘာကိုသူကကြီးစိုးခဲ့တာအမေရိကန်သူ့နောက်မှာပေါ်လာတာအဲ့တော့အင်္ဂလိပ်ကဘာနဲ့ပြန်သွားလဲဆိုတော့ပြင်သစ်နဲ့ပေါင်စပိန်တို့နဲ့ပေါင်အိုင်ယာလန်ကစတာအဲ့တော့အိုင်ယာလန်နဲ့စတာဖြစ်တဲ့အတွက်အဲ့ဒီအိုင်ယာလန်ကနေပြီးတော့စပြီးတော့ပါလက်စတိုင်းကိုအတိမတ်ပြုမဲ့ရှူတောက်ကနေသူကအစ္စရေးကိုနိုင်ငံရေးနည်းနဲ့ထိုးနှက်ဖို့ကြိုးစားတာအဲ့ဒါကိုအမေရိကန်ကလည်းညင်ရခက်တယ်ဘာလို့လဲ two state solution ကိုအမေရိကန်သမ္မတကိုလည်းလက်မှတ်ထိုးထားခဲ့တယ်အရင်သမ္မတဟောင်းတယောက်ကအဲ့ဒီနည်းနဲ့လုပ်ဖို့အတွက်ပြင်သစ်နဲ့ဒီနောက်တစ်ခုကအာရပ်နိုင်ငံများကလည်းအမေရိကန်ကိုကန်လို့မရတဲ့အခါမှာအဲ့ဒီနီးနဲ့ပဲဥရောပကိုအားကိုးပြီးလုပ်ဖို့ကြိုးစားပြီးဆော်ဒီအာရေဗျနဲ့ပြင်သစ်နိုင်ငံတို့ကကုလသမဂ္ဂမှာသူတို့နိုင်ငံဥဆောင်ကျင်းပတဲ့ပါလက်စတိုင်းနိုင်ငံဆိုင်ရာညီလာခံကြီးတစ်ခုလုပ်ပြီးပါလက်စတိုင်းကိုအသိအမှတ်ပြုဖို့ကြေညာတော့မယ်အချိန်အမေရိကန်ကလည်းသူ့ရဲ့မဟာမိတ်တွေဖြစ်တဲ့ဒီဘယ်သူမှသူ့ကိုမကန်ရဲအောင်ပြောချင်တာအပေါ်ကနေဝိတ်နေပေါ့ဗမာလူပြောရင်တက်နေလာတာလက်ပင်းနေဘူးနိုင်ငံတနိုင်ငံရဲ့စီးပွားရေးကအဲ့နိုင်ငံရဲ့လက်ပင်းပဲလေအဲ့တော့အမေရိကန်က UK ကိုလည်းတက်နေထားတယ်တရုတ်ကိုလည်းနင်းထားတယ်ရုရှားမပါဘူးဟုတ်ပြီနော်ယူကရိန်းကိုလည်းနင်းထားတယ်ပြင်သစ်ကိုလည်းဥရောပတစ်ခုလုံး EU တစ်ခုလုံးနင်းထားတယ်ဘာလို့ကုန်းသွယ်ကွန်နဲ့အဲ့ဒီကုန်းသွယ်ကွန်ဟာအလွန်မတန်ကြောက်စရာကောင်းတာဒီနိုင်ငံတွေကဆက်ဆက်တိမခံဘူးဘက်ခရက်တွေဖြစ်ကုန်မှာသူတို့နိုင်ငံကြီးမတည်မငြိမ်ဖြစ်သွားစေနိုင်တယ်အဲ့ဒီအချိန်မှာအဲ့လိုနိုင်ငံကြီးနည်းနဲ့တုတ်ပြန်ဖို့စူးစမ်းလိုက်တဲ့အခါမှာအမေရိကန်ကအစ္စရေးအီရန်ကိုဆွေးနွေးပွဲခေါ်တယ်အီရန်ကလည်းငကူအတိုင်းပဲပေါ့ဗျာလှုပ်လို့ရမလားဆိုပြီးတော့သွားပြီးတော့အမေရိကန်အစိုးရကိုသွားကစားတယ်ဟိုကလမ်းဖွင့်ပေးတာ9ချိန်ရှိပြီးတွေ့နေတာကိုဟုတ်တယ်လို့နဲ့သူကကစားတဲ့အချိန်မှာအဲ့ဒီအကွက်ကတန်းဝင်သွားပြီးမင်းငါ့ကိုကစားတယ်ဆိုရင်မင်းကငါအရင်တိုက်ပြမယ်ပြီးတော့တကဘာလုံးကအလုံးမရှိတော့ဘူးလေတကဘာလုံးကပါလက်ဆိုင်ဖြစ်ကုန်ပြီ UK လည်းပြော UK ဆိုရင်ဘယ်လောက်ထိတော့လှုပ်လိုက်လဲဆိုတော့အစ္စရေးကိုလက်နက်မရောင်းချရေးတွေအစ္စရေးရဲ့ဝန်ကြီးနှစ်ပါးကိုဆက်ရှင်လုပ်တဲ့အထီးတွေက UK ကပြက်သားစလှုပ်လာပြီအဲ့ဒီအချိန်မှာအမေရိကန်ကလည်း UK လှုပ်တာကိုတားလို့မရဗျအဲ့တော့မလုပ်နဲ့အဲ့ဒါကြီးကိုအာယုံပြောင်းမှုအတွက်ရေသူတို့အစ္စရေးရဲ့အိမ်မက်ဖြစ်တဲ့ပါလက်စတိုင်းကိုအတိမတ်မပြုတ်ခင်မှာတို့ဒီမို့လေပါလက်စတိုင်းကိုတကဘာလုံးကပါလက်စတိုင်းအစိုးရတွေဖြစ်လာတဲ့အချိန်မှာအီရန်ကိုဖြိုဖို့အတွက်အီရန်ကလည်းမူလကီဂျူရကီများတယ်ပြောချင်တာကအီရန်ကလည်းငကူအတိုင်းပဲဟိုဘက်ပတ်ပြောဒီဘက်ပတ်ပြောအမှန်ကသူနျူကလ িয়ার လက်နက်လိုချင်တာအဲ့တော့နျူကလ িয়ার လက်နက်ကိုလိုချင်တယ်မပြောဘဲနဲ့ဒီကလည်းနျူကလ িয়ার လက်နက်ကိုမပေးဘူးဆိုတာအခုလိုအင်အားသုံးပြီးတုတ်ပြန်มาသိတာခါကြတော့သူကကောင်းတဲ့အတွက်သုံးပါတယ်လှက်ပတ်ပြောနေပြီးတော့အီရန်ကလည်းမရရအောင်ခိုးထုတ်တယ်ဘယ်လိုလဲပါကစ္စတန်တို့လိုအိန္ဒိယတို့လိုခိုးထုတ်ဖို့ဖြစ်တဲ့အချိန်မှာအဲ့တော့အစ္စရေးကအဲ့ဒါကိုဖြိုတော့မှာဘာကြောက်လဲ9/11လို့ပဲလေအီရန်မြောက်ပေးတဲ့ဟာမတ်စ်ကအစ္စရေးနိုင်ငံသား1200ကိုရဲဆက်အကြမ်းဖက်လိုက်တဲ့အခါမှာအစ္စရေးကအပီးဖြိုတော့မှာအဲ့တော့အစ္စရေးရဲ့ရည်ရွယ်ချက်ဒီအီရန်ကိုလွှတ်ထားလို့မရဘူးမလွှတ်ထားတာတော့သူ့နိုင်ငံကိုပြန်ပြီးဝင်ဆွဲတာတွေဟက်ဇ်ဘိုလာနေစီဒုံးကျည်တွေပစ်နေတာတွေအဲ့ဒါတွေအားလုံးကသူ့ရန်သူဖြစ်တဲ့ main ဌာနချုပ်ပေါ့ပြောချင်တာကဒီယာစဘုတ်ဂိုင်းအချမ်းဖက်ဂိုင်းရဲ့ဂိုင်းချုပ်ကြီးဖြစ်တဲ့အီရန်ကိုဝင်ရှင်းခြင်းပြီအဲ့လိုဝင်ရှင်းဖို့ကျအမေရိကန်ကနေပြီးတော့အီရန်ကိုဆွေးနွေးပွဲအရင်စလုပ်တာပြောချင်တာကအီရန်မလိုက်နာဘူးဆိုတာသူတို့သိပြီးသားအနှစ်30အီရန်ရဲ့အတွေ့အကြုံရအီရန်ဒီလှက်ပတ်ပြောပြီးတော့သူလုံနေတာအဲ့တော့အဲ့ဒါဒီအမေရိကန်အတွက်အကြောင်းပြချက်ရှာတာအဲ့ဒါကိုသိတဲ့ဥရောပနိုင်ငံတွေကအီရန်ကိုတိုက်တွန်းတယ်လက်သဘောတူလိုက်တော့သဘောတူအဲ့ဒါကိုအီရန်ကလည်းရသလောက်
နှိုက်တာပေါ့ပြောချင်တာကအမေရိကန်မလုပ်ရဲပါဘူးပေါ့အမေရိကန်မလုပ်ရဲဘူးပေါ့ငါတို့ကကုလသမဂ္ဂရှိတယ်ငါတို့မှာအီရတ်ရှိတယ်ငါတို့မှာဘယ်လိုပြောမလဲတရုတ်ရှိတယ်ရုရှားရှိတယ်အရှေ့လက်ပိုင်းမှာငါကဟောမုစီလက်ကြားကိုပိုင်ထားပြီးအမေရိကန်ရဲ့အသက်သွေးကြောဖြစ်တဲ့ရေနံနဲ့ကမ္ဘာစီးပွားရေးနဲ့ရေနံစိမ်းနဲ့ရှိတယ်ဆိုတဲ့အဲ့ဒီမျိုးကိစ္စတွေနဲ့အီရန်ကလည်းကိုယ့်ကိုယ်ကိုအထင်ကြီးကြီးပြီးတော့မလုပ်ရဲပါဘူးဆိုပြီးတော့အမေရိကန်သွားကစားတယ်အမေရိကန်ကလည်းဒီဆွေးနွေးပွဲကဟန်ပြလုပ်တာအီရန်လက်မခံလေသူကကြိုက်လေကမ္ဘာကြီးကဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာကျွန်တော်ထောက်ပြနေတာအမေရိကန်ကလည်းအကြောင်းပြချက်ရှာတာအီရန်နဲ့တမင်ဆွေးနေတာအီရန်ကမလိုက်နာမှန်းလည်းသူသိတယ်မလိုက်နာအောင်လည်းသူညစ်ပတ်မှာညစ်ပတ်လို့အီရန်မလိုက်နာရင်မလိုက်နာလို့အခုလိုဘုံကျဲတဲ့အဆင့်မျိုးရအောင်သူကလုံးမှာအီရန်ကလည်းအဲ့ဒီထဲကိုတင်းတင်းတက်တက်ဝင်တယ်သူထင်တာကအိုဘားမားတို့လိုပျော့တဲ့သမ္မတလို့သူကထင်တာသူထင်တာကဂျိုးဘိုင်ဒန်လိုငါပျော့လို့သူကထင်တာသူကဂျော့ဘူးလို့ငါပျော့လို့ထင်တာဒီက very strong သမ္မတသမ္မတကြီးဒေါ်နယ်ထရန့်ဟာ very strong လက်ရမဂါရီအပြည့်ထောက်ခံထားတာလုတ်ရဲကင်ရဲတယ်ပြက်တယ်ပြီးတော့နတ်တန်ယာဟုရဲ့အဓိကမိတ်ဆွေဖြစ်တယ်အဲ့လိုလုတ်ရင်လည်း तू ကနတ်တန်ယာဟုမိတယ်ဒီကောင်ငါတို့ရစ်နေပြီမင်းအရင်ဘုံကျဲပလိုက်ဘုံကျဲမဲ့ဒီကောင်ပြာရာခက်တဲ့ခါကျမှငါမင်းကငါ့ကိုအကူညီတောင်းငါတို့မနိုင်တော့ဘူးသမ္မတကြီးကူညီပါကဲပါအော်ရင်ငါအဲ့ဒီလေပြန်သုံးစီးလှုပ်ပြီးတော့မင်းဒီကောင်တွေကိုအဲ့ဒီနျူကလ িয়ার စခန်းကိုငါဘုံကျဲပြလိုက်မယ်အဲ့ဒါဆိုရင်ကျန်တဲ့လူတွေဘာတတ်နိုင်သေးလဲစောက်ကြည့်တာပေါ့ဆိုပြီးတော့အပိုင်ကျန်တာအီရန်ကလည်းမနှက်ဘူးအရင်တုန်းကလို့ငကိုတဲကအီရန်ကအမေရိကန်ကိုရှင်လို့မရတဲ့ခါကျတော့အောက်လန်နီးသုံးတာအောက်လန်နီးဆိုတော့ဗာလေအင်အားချင်းရှင်လို့မရဘူးစီးပွားရေးလည်းရှင်လို့မရဘူးငွေကြေးလည်းရှင်လို့မရဘူးနီးပညာလည်းရှင်လို့မရဘူးဘာကြောက်လဲအမေရိကန်ဆက်ရှင်ကြောက်သူစီးပွားရေးမရှိဘူးနီးပညာသူ့နိုင်ငံမှာသူဒီအာဏာရှင်မြန်မာနိုင်ငံလိုပဲအာဏာရှင်လှုပ်ထားတာဖြစ်တဲ့ပြည်သူပြည်သားတွေကတီထွင်နိုင်တဲ့ဇာတ်လည်းမရှိဘူးအဲ့တော့အမေရိကန်တော့လည်းမတတ်ဘူးဒါဆိုရင်သူနျူကလ িয়ার လက်နဲ့ပဲရတယ်သေကြတာပေါ့တရုတ်ရုရှားပေးတာပေါ့ဒါသေကြတယ်ဒါဘာမှဘေးမေးစရာမလိုဘူးပါကစ္စတန်လည်းဖြစ်နိုင်တယ်ပါကစ္စတန်တရုတ်ရုရှားရဲ့ပညာရှင်ရဲ့စေသူနည်းကလည်းနဲ့ရတာဒါပေမဲ့ပတ်စံမရှိဘူးအဲ့တော့ तू ကဘာလုပ်ရလဲရေနံရောင်းတယ်အမေရိကန်ဆက်ရှင်လောက်ထားတော့အဲ့ရေနံကိုဘယ်သူကထောနေလဲပါကစ္စတန်နဲ့တရုတ်ကထောနေတယ်အဲ့ဒီရေနံကိုတရုတ်ကိုဘယ်ကနေသွားတယ်အခုသူပြောမယ် तू ပိတ်ထားပါတယ်ဆိုတော့ဟောမုစ်ရေလက်ကြားပဲသွားမှာအီရန်ရဲ့အသက်သွေးကြောသည်ရေနံရောင်းတဲ့ပတ်စံနဲ့ဈေးပေါ်နဲ့ရောင်းနေတာတရုတ်ကအများဆုံးဝယ်တာကျန်တဲ့နိုင်ငံကဘာဝယ်လို့မရဘူးအမေရိကန်ဆက်ရှင်ပိတ်ထားတယ်အဲ့တော့မေးစရာမေးခွန်းကအီရန်ကဟောမုစ်ရေလက်ကြားကိုပိတ်လိုက်တာနဲ့အရင်ဆုံးထိမှာဘာလို့လဲအီရန်ပဲသူကိုအဆူဆိုင်လုပ်ခြင်းပဲဘာလို့သူပိတ်လိုက်ရင်တကဘာလုံးဒုက္ခရောက်တာထက်သူ့ပိုဒုက္ခရောက်မှာသူ့မှာဝင်ငွေတပြားမှမရှိတော့ဘူးအဲ့ဒါကိုအမေရိကန်ကောင်းကောင်းသိတယ်အဲ့တော့ဟောမုစ်ရေလက်ကြားကိုပိတ်ဖို့အတွက်ကအမေရိကန်ကပြောစရာမလိုတရုတ်ကတားမှာအီရန်ကိုဘာလို့ပိတ်လိုက်တာနဲ့တရုတ်ဒီရေနံပြတ်သွားမယ်တရုတ်ရေနံပြတ်သွားရင်တရုတ်နိုင်ငံရဲ့တိုးတက်နေမှုအများကြီးထိခိုက်သွားနိုင်တယ်အဲ့တော့ပြောချင်တာကအီရန်ရဲ့အဓိကရေနံကိုတရုတ်ကယူနေတာဈေးပေါ်နဲ့အဲ့တော့အမေရိကန်လှုပ်လိုက်ရင်လေဒီဟောမုစ်ရေလက်ကြားကိုအီရန်ကပိတ်မယ်ဆိုတာအချင်းချောက်တာပဲတကယ်ပိတ်လိုက်ရင်အခံရဆုံးနိုင်ငံဒီတရုတ်နဲ့အီရန်ဖြစ်မယ်ကမ္ဘာကြီးကတော့ကိုယ်စင်းလုံးတက်မယ်လားဒီရှိတယ်သို့တော့အမေရိကန်ရေတပ်ကအိမ်မှာရောက်နေပြီပြောတော့ဒီဘက်မှာဟိုဘက်ချက်မှာအီရန်ဒီဘက်ထိပ်မှာက UAE ရှိနေတယ် UAE တို့ကာတာတို့ဆော်ဒီတို့ရှိနေတော့အမေရိကန်ရေတပ်ကအီရန်ကိုတားမှာအဲ့ဒီအတွက်လဲ UK ရေတပ်တွေပါတယ်အကုန်ရောက်နေပြီဘယ်လိုပဲဖြစ်ဒီဘက်ဘယ်လိုပြောမလဲဒီ Gulf နိုင်ငံတွေဖြစ်တဲ့ကူဝိတ်ဘာရိန်းဆော်ဒီအာရေဗျဟိုဘက်ချက်မှာလည်းရှိသေးတယ်ဆော်ဒီအာရေဗျ UAE ကာတာတို့ရဲ့ရေနံလမ်းကြောင်းအားလုံးကိုအမေရိကန်ရအောင်ဆွဲထုတ်မှာအဲ့တော့အဓိကနာမှာကဘာတူလဲတရုတ်အီရန်ကိုတိုင်နာမှာအဲ့တော့အဲ့ဒီရေနံပိတ်လိုက်လို့သူရေနံမရောက်ရင်အီရန်မှာဘာဝင်မှမရှိတော့ဘူးအဲ့ဒါကိုအမေရိကန်ကကောင်းကောင်းသိတယ်ဒါပေမဲ့သူတို့ချင်းချောက်နိုင်တယ်ဖျက်ဆီးနိုင်တယ်သူတို့သိပြီးသားအဲ့ဒီဂွင်တဲကိုအမေရိကန်ရဲ့ဂွင်တဲကိုအီရန်ကတက်ဝင်တာအမေရိကန်ကလည်းသူအဲ့လိုလှုပ်တော့မယ်အစ္စရေးနဲ့သူလှုပ်တော့မယ်ဆိုတော့အနောက်နိုင်ငံတွေကမကန့်ကွက်ရဲအောင်အနောက်နိုင်ငံတွေကိုလည်းသူကဘာဖြစ်မယ်လက်ဘိန်းတက်နေထားပြီးသားဘာနဲ့တက်နေထားလဲတရုတ်ကအစဘာနဲ့တက်နေထားလဲကုံသွေးရေးစစ်ပွဲနဲ့တက်နေထားပြီးသားအဲ့တော့အဲ့လိုအနေထားမျိုးတွေဖြစ်တဲ့ခါကျတော့နောက်ဆုံး
အနောက်နိုင်ငံတွေကလည်းဒီအကွက်ကိုမြင်တဲ့ပုံစံရှိတယ်မြင်တော့အီရန်ကိုဖျောင်းပြတယ်ပြောချင်တာကဆော်ဒီတို့ဘာတို့ကလည်းမြင်တဲ့ပုံရှိတယ်ဒီအကွက်ကိုအမေရိကန်နင်းတော့မှာဘာလို့လဲနတန်ယာဟုကကျဲနေပြီနတန်ယာဟုထင်တန်းကျဲတာကိုအမေရိကန်သမ္မတတွေက principle အရထိထိသိသိလုပ်တယ်အရန်လက်နဲ့လည်းမပေးဘူးအရန်လည်းဝင်မပါဘူးဒါပေမဲ့အခုအမေရိကန်သမ္မတကနတန်ယာဟုနဲ့အဆင်ပြေတော့နတန်ယာဟုကသမ္မတဒေါ်နယ်ထရန့်တက်တဲ့အချိန်မှာဒီအခွင့်အရေးကိုမယူရင်နောက်ဘယ်တော့မှဒီအခွင့်အရေးသူမရတော့ဘူးအဲ့ဒီအခွင့်အရေးကိုသူအပြည့်အဝအသုံးချမှာကျွန်တော်စကားမဟုတ်ဘူးသမ္မတကလင်တန်ရဲ့စကားအမေရိကန်သမ္မတဟောင်းကလင်တန်ကပြီးခဲ့တဲ့1ရက်2ရက်မှာကျွန်တော်တို့2ရက်လား3ရက်လားမသိဘူးအင်တာဗျူးတစ်ခုမှာထုတ်ပြောသွားတယ်သမ္မတအိုဘားမားလည်းထုတ်ပြောလာတယ်သူတို့သိလာပြီသူတို့ကျွန်တော်တို့အလုံးအမတန်အညာသရာတယောက်တော့ဒါလေးတွေကိုမြင်ပြီးဆိုသူတို့ကပိုးတော့မြင်သေးတယ်သူတို့ကသမ္မတတွေပဲအဲ့ဒီချိန်မှာကလင်တန်ကသမ္မတကလင်တန်သမ္မတဟောင်းကလင်တန်ကထုတ်ပြောတယ်အင်တာဗျူးတစ်ခုမှာအသက်တော်ကြီးနေပြီတမင်အင်တာဗျူးပေးတာနတန်ယာဟုကပါလက်စတိုင်းနိုင်ငံကိုအတိမတ်မပြုဘူးအဲ့ဒါကဒီပြဿနာရဲ့အဓိကပြဿနာပြော